မြန်မာပြည်အလဲပိုင်းကတောင်ကုန်းတွေဝိုင်းနေတဲ့ရွာလေးတစ်ရွာမှာလယ်သမားတွေခြံတွေနဲ့အေးချမ်းစွာနေထိုင်ကြပါတယ်။ဒါပေမဲ့တနေ့ညနေခင်းမှာရွာထဲကလူငယ်တစ်ယောက်ပျောက်ဆုံးသွားပြီးနောက်အရာရာဟာပြောင်းလဲသွားခဲ့တယ်။ပျောက်ဆုံးသူရဲ့မိသားစုကသူ့ကိုရှာဖွေရင်းရွာနာကတစ်တောထဲမှာသွေးဆက်တွေကျိုးပဲ့နေတဲ့ရွှေနာကတ်တစ်စုံကိုတွေ့ခဲ့တယ်။အဲ့ဒီညကစပြီးရွာထဲမှာထူးဆန်းတဲ့အတန်တွေကြားလာကြတယ်။ညဘက်တိုင်းတကိုင်းကျိုးတန်ငိုတန်ပြီးတော့အိမ်မက်ဆိုးတွေကိုရွာသားအားလုံးမှတ်လာကြတယ်။ရွာသူကြီးကအကူအညီတောင်းဖို့အနီးကတောင်ပေါ်ကျောင်းကအထက်လန်းဆရာတယောက်ခေါ်လာတယ်။အထက်လန်းဆရာလို့အမည်ရတဲ့ဒီလူကရွာထဲရောက်တဲ့ညမှာပဲသူ့ရဲ့ကျေးစီကြီးနဲ့မန်နန်ရွတ်ပြီးတရေကိုဖမ်းဖို့စူးစမ်းတယ်။ဒါပေမဲ့တရေမကပိုပြင်းထန်လာပြီးရွာသားတွေရဲ့အိမ်တွေကိုခြောက်လန့်လာတယ်။သူမဟာအတိတ်ကရွာသားတွေရဲ့လုပ်ရက်ကြောင့်စိတ်ဆိုးနေတဲ့အပြိုစင်လွတ်တရေလို့သိရတယ်။သူမရဲ့လက်စားချေမှုကရွာသားတွေမှားယွင်းခဲ့တဲ့ဂရိပြက်ကွက်မှုတစ်ခုနဲ့ဆက်ဆက်နေတယ်လို့အထက်လန်းဆရာကရှင်းပြခဲ့တယ်။တညမှာအထက်လန်းဆရာကတရေမကိုစိန်ခေါ်ပြီးတစ်တောထဲမှာရင်ဆိုင်တဲ့သူမရဲ့မျက်လုံးတွေကမိခိုးရောင်အလင်းတွေထွက်နေပြီးလက်သေးတွေကရှည်လျားကသွေးဆက်တွေကျနေတယ်။ဆရာတော်ကရုပ်တုတော်လေးကိုကင်ပြီးဂါထာရွတ်တဲ့တရေမကငိုယိုရင်းသူမရဲ့ဖြစ်ရက်ကိုပြောပြတယ်။သူမဟာရွာသားတဦးနဲ့ချစ်ကြိုက်ခဲ့ပေမဲ့သူ့ကိုတစ္ဆာဖောက်ပြီးတတ်ခဲ့တာကြောင့်လောဘအာသာနဲ့ပြန်လာရတာလို့ဆိုတဲ့ဆရာကသူမရဲ့ဝိညာဉ်ကိုငြိမ်းချမ်းစေဖို့ပူဇော်တက္ကတွေပြုလုပ်ပေးခဲ့ပြီးနောက်သူမဟာအလင်းတန်းနဲ့ပျောက်ကွယ်သွားတယ်။ဒီဖြစ်ရပ်ပြီးနောက်ရွာသားတွေဟာဂရိပြက်ကွက်မှုတွေလိန်ညာမှုတွေမပြုမိဖို့တတိထားလာကြတယ်။ဆရာကလည်းတရေတွေဟာလူတွေရဲ့မကောင်းမှုတွေကနေမွေးဖွားလာတယ်လို့ဆုံးမစကားပြောခဲ့တယ်။ဒါပေမဲ့ရွာထဲမှာအခုထိတော့ညဘက်တိုင်းတစ်တောတွေကလေတံတွေကိုရွာသားတွေကြားနေရဆဲပါပဲ။